လူတယောက်ဟာအစားမစားပဲနေနိုင်ကောင်းနေနိုင်ပါလိမ့်မယ်ဒါပေမဲ့လူတယောက်ဟာမိုင်ပေါင်း2,300ကျော်ခီးဟိုအကာအကွယ်မပါတဲ့ခြေပလာတတ်နဲ့ရပ်ပေါင်း100ရှိတဲ့အကြောင်းရှောက်နိုင်ပါမလားအမေရိကန်ပြည်ထောင်စုရဲ့ခဲမတက်အေးဆက်လာတဲ့နှင်းတွေကြားမှာတွေးကြောတဲ့ကြုံသွားနိုင်တဲ့အပူချိန်အောက်မှာဒီတန်ကတော့တွေဘလူများရှောင်လန်းခဲ့ကြတာလေဒါဟာလူစွမ်းကောင်းရုပ်ရှင်တွေကဇာတ်လမ်းမဟုတ်ပါဘူးဒါဟာ2026ခုနှစ်မှာတကမ္ဘာလုံးကမျက်မြင်ကိုယ်တွေ့မြင်လိုက်ရတဲ့ဗုဒ္ဓဘာသာရဲ့အံ့ဖွယ်အဋိဌာန်စွမ်းအားပဲဖြစ်ပါတယ်။ Texas ပြည်နယ်ကနေ Washington DC အထိခရီးစဉ်ကတာမန်မဟုတ်ပါဘူး။ခင်မီတဲ့ဖိနပ်တွေစီးထားရင်တောင်အတော်လေးခက်ခဲတဲ့ခရီးပါ။ဒါပေမဲ့ကျွန်တော်တို့ရဲ့တန်ဃာတော်တွေကတော့မြတ်ဗုဒ္ဓလက်ထက်ကဒုတင်အကျင့်မြတ်ကိုလက်ကင်ထားပြီးခြေပလာနဲ့ရှောက်ခဲကြတာပါ။လမ်းမပေါ်ကချွန်တက်တဲ့ကြောက်ခဲတွေပူပြင်းတဲ့ကတ္တရာလမ်းတွေပြီးတော့အမေရိကန်ရဲ့ဆိုးရွားလာတဲ့ယာဒီဥတုစဉ်းစားကြည့်လိုက်ပါခြေပေါ်မှာပေါက်ပြင်းနေတဲ့ဒဏ်ရာတွေကြားကနေတလန်းချင်းစီလမ်းနေရတဲ့အခါတိုင်းမှာသူတို့ဘာကိုနှလုံးသွင်းနေမလဲဒါဟာနာကျင်မှုကိုကြော်လွန်သွားတဲ့မေတ္တာရဲ့စွမ်းအားပါပဲဘာကြောင့်တရားရှိရလဲဗုဒ္ဓဘာသာမှာတရားရှိဆိုတဲ့ကဏ္ဍဟာအလွန်ထူးခြားတဲ့အသေးပဲရှိပါတယ်ပရိစိတ်တဲ့အခါမှာလဲတရားရှိလုံးဂုဏ်တော်ပေါင်းတရားရှိပါဒီခရီးစဉ်ကိုတရားရှိရဲ့တိတိတတ်မှတ်ပြီးရှော့လန်းခဲ့တာဟာတလန်းချင်းစီတိုင်းမှာကဘာကြီးအတွက်မေတ္တာပို့တာဟုတ်တလန်းကြီးစီတိုင်းမှာတတ္တဝါတွေအေးချမ်းဖို့ရည်ရွယ်ခဲ့တာပါအနောက်နိုင်ငံသားတွေကမေးကြတယ်ဒါဟာကိုနှိမ့်ဆက်နေတာလားတဲ့မဟုတ်ပါဘူးဒါဟာစိတ်ကရုပ်ကိုအုပ်ဆိုးတာဆိုတဲ့အမှန်တရားကိုကဘာကိုပြသလိုက်တာပါကျွန်တော်တို့ရဲ့တန်ဃာတော်တွေဟာခန္ဓာကိုယ်ရဲ့နာကျင်မှုကိုတမာတိနဲ့အနိုင်ယူပြီးကဘာကြီးကိုငြိမ်းချမ်းရေးသတင်းစကားပါခဲ့တာပါဒီခရီးစဉ်အတွင်းမှာကြေကွဲစရာသတင်းတစ်ခုလည်းကြားခဲ့ရပါတယ်တန်ဃာတော်ဓမ္မဟာရင်မတော်မဆမှုကြောင့်ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရတယ်ဒါပေမဲ့အဲ့ဒီတန်ဃာတော်ဟာလက်လျှော့သွားသလားမဟုတ်ပါဘူးသူဟာဆေးရုံကဆင်းချင်းဝှီးချဲနဲ့ခရီးစဉ်ကိုဆက်ဝင်ပြီးဝါရှင်တန် DC အထိအရောက်လိုက်ခဲ့ပါတယ်ဒီမြင်ကွင်းဟာအမေရိကန်ပြည်သူတွေကိုမျက်ရည်ကျစေခဲ့ပါတယ်ငင်းချမ်းကြီးအတွက်သူတို့ဒီလောက်တောင်ပေးဆက်သလားဆိုပြီးအံ့ဩကုန်ကြပါတယ်ဒါဟာကျွန်တော်တို့ဘာသာရဲ့အနှစ်သာရပါပဲသူတစ်ပါးငင်းချမ်းဖို့အတွက်ကိုယ့်ရဲ့အသက်ခံတာကိုတောင်ပဓာနာမထားတဲ့စိတ်ထက်ဒါကိုအနောက်နိုင်ငံသားတွေတီးသွားတဲ့အခါသူတို့ရဲ့မာနမာနတွေဟာတန်ဃာတော်တွေရဲ့ခြေပေါ်အောက်မှာအလိုလိုညွန့်တွန်းသွားခဲ့ရပါပြီအချို့သောတန်ဃာတော်တွေဆိုရင်ဒီတရားရှိရလုံးမှာနေသစီဒူဒန်ကိုစောက်တီခဲ့တယ်လို့သိရပါတယ်ဆိုလိုတာကတညမှာလဲမိုက်ပဲထိုင်ရွက်ပဲတရားမှတ်ပြီးအနားယူခဲ့ကြတာပါဒါကိုသိပ္ပံပညာနဲ့ရှင်းပြလို့ရပါမလားအမေရိကန်ကဆရာဝန်ဒီသိပ္ပံပညာရှင်တွေတော့အော်နေကြရအချက်ကဒီလောက်ပင်ပန်းတဲ့ခရီး